Super Blondio ဆိုဘသူရမလဲအားလုံးပဲမင်္ဂလာပါဂျူလီယန်နိုင်မှပြန်လဲကြိုဆိုလိုက်ပါတယ် Super Blondio ဆိုတာ Blondio ဆိုရရှိဖို့သူတွေရဲ့မှာအကောင်းဆုံးလို့သတ်မှတ်ထားတဲ့ကစားသမားကိုပဲပေးရလိရှိတဲ့ဂုဏ်သိက္ခာကြီးမားတဲ့ဆုဖြစ်ပါတယ်ဒီဆုကိုရခင်က Real Madrid ရဲ့ကနဝင်ကစားသမားကြီး Di Stefano ဒူးရဲရပဲရရှိခဲ့ပူပါတယ် Di Stefano ဆုရရှိခဲ့တော့1950ကနေ1980အတွင်းအကောင်းဆုံးသောကစားသမားအဖြစ်သတ်မှတ်ပြီးဆုချင်းမြင့်ခံခဲ့ရတာပါလက်ရှိချိန်မှာတော့1995ခုနှစ်ကနေလက်ရှိ2025နှစ်30အတွင်းအကောင်းဆုံးသောကစားသမားကိုသတ်မှတ်ဖို့ Super Blondio ဆုကိုပြန်လည်ချီးမြှင့်မယ်လို့သတင်းတွေထွက်နေပါတယ်ဆိုအားနှစ်တွေအတွင်း Blondio ဆုရရှိဖို့သူတွေရှိကြပါမယ်တကယ်တမ်းဆုချီးမြှင့်ခဲ့မယ်ဆိုရင် Messi, Ronaldo, Zidane, Ronaldo, Ronaldinho တို့9ယောက်ထဲကပဲရရှိသွားဖို့ပဲရှိပါတယ်။ Super Blondio ဆုကို French Football Magazine ကဂျူရီလူကြီးများရဲ့မဲရလက် Blondio ဆုရရှိဖို့သူတွေရဲ့မဲရလက်နဲ့ French Football Magazine ကိုအားပေးနေတဲ့ပြည်သက်တွေရဲ့မဲရလက်တွေပေါ်မူတည်ပြီးဆုချင်းမြင့်မှာလို့သိရပါတယ်။တကယ်လို့များညီကိုရဲ့ရင်ထဲက Super Blondio ဆုကိုပေးရခွင့်ရှိမယ်ဆိုရင်ဘယ်ကစားသမားကိုပေးချင်ကြလဲဗျာ။ဂျူလီယန်နိုင်မှာ 1H မဲ unit တွေကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်။ဂျူလီယန်နိုင်ရဲ့ TikTok profile မှာတင်ထားတဲ့ Telegram နဲ့ Viber address တွေမှာဆက်သွယ်ပြီး unit တွေဝယ်ယူအားပေးနိုင်မှာကြောင်းတင်ပြပါပါရစေခင်ဗျာ။